ပိတ်မိအောင်ဟိုဘဲလာပြီရအေးမာလေငါကွာရမယ်ပေါ့အဲ့အောင်လေရာကိုမင်းတို့ဘာလုပ်လဲကျွန်တော်ချင်းသွင်းတာအေးဘာချလဲမင်းတို့ငါပြောမယ်မင်းတို့တင်းနေလားဝေါဒီသချင်းကိုသွင်းနေတာတောင်ဝင်မျိုးနယ်ကမောင်းလမ်းပါမိဘတွေကငါ့ကိုပြောတဲ့စကားဆောင်ရရှောင်ရထားဆရာကတပည့်ကိုစုံမနေတဲ့ပုံစံရောဟုတ်ရဲ့လားကွယ်ရမှာအပြောတဲ့တိုင်းကိုရောမင်းလုပ်ရဲ့လားရှေ့မှာတော့စင်ပြေလို့အားလုံးဟုတ်ခဲ့ပါဟာကွယ်ရရောက်ရင်လှဲတယ်လုပ်ပြီးမရှုံနဲ့ဆိုရင်လည်းပေါ်တင်မင်းကရှုပ်ပြီးသားရည်ဒါကမကောင်းဘူးပြောလဲတီတီကြီးနဲ့လုပ်ပြီးလုံးမဲ့ကြိုက်တာတွေကိုလုံးမဲ့ရှေ့ရောက်ရင်တော့အားလုံးစင်ပြေအောင်ဟုတ်ခဲ့ခမင်းစားပြီးတော့ချိုးတဲဖို့မုံဆွဲဒါလည်းမကောင်းမသိရလုပ်တယ်အဖေနဲ့အမေကမူရစေးမသုံးနဲ့ဆိုလဲစိတ်ချအမေသားမကြိုက်တာတွေကိုမလုပ်ဖဲသားကြိုက်တာတွေကိုပဲရွေးပြီးတော့လုပ်မယ်အားလုံးနဲ့အဆင်ပြေအောင်နည်းနည်းလေးတော့ချုပ်မယ်ချုပ်ချဲရင်လက်မကမငင်းပါဘူးဟုတ်ကဲ့ဟုတ်ကဲ့မိဘကပြောလေဟုတ်ကဲ့ရောက်ခမကပြောလေဟုတ်ကဲ့မိမကပြောလေဟုတ်ကဲ့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 မိဘကပြောလေဟုတ်ကဲ့ရောက်ခမကပြောလေဟုတ်ကဲ့မိမကပြောလေဟုတ်ကဲ့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 ပါလူကြီးကပြောတဲ့ခါကောင်းဝင်ညိနောက်ကွယ်မှာလှုပ်ချင်တာလှုပ်တာလူငယ်တဲ့စိတ်ဟုတ်ကဲ့ပါလူကြီးကပြောတဲ့ခါကောင်းဝင်ညိနောက်ကွယ်မှာလှုပ်ချင်တာလှုပ်တာလူငယ်တဲ့စိတ်ပြန်လာကပြောဖို့အချိန်တွေကမပေးတော့ဟုတ်ကမကောင်းချိန်ကြတယ်ဖြစ်နေမူသားမပါတော့လင်းကမချောပေါ့အလွယ်တကူလိန်နဲ့ကြတယ်ချင်းမဲ့မိဘရှိတော့မလှုပ်တတ်ဘူးတဲ့လမ်းမှာမင်းကအတက်တွေကျူးခဲ့ရှင်းဘူးတော့တမျိုးချင်းနေတဲ့ဘွားတဲ့ငါတို့မှပါတယ်ပြောတယ်မမပဲမဘူးငါကိုယ်တိုင်လည်းမဟုတ်ရုပ်လုံးနေကြအပြင်သွားတဲ့ခါဟုတ်ကဲ့ပါဆယ်နိုင်မထိုးခင်အိမ်ကိုပြန်ရောက်မှအိမ်ထဲမှာပြောတဲ့စကားလဲလမ်းမကိုရောက်တော့မေးညာကြီးကိုတော့ကြည့်မအားပဲဥစမောလမ်းကိုရွေ့ဟုတ်ကဲ့မိဘကပြောလေဟုတ်ကဲ့ရောက်ခမကပြောလေဟုတ်ကဲ့မိမကပြောလေဟုတ်ကဲ့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 မိဘကပြောလေဟုတ်ကဲ့ရောက်ခမကပြောလေဟုတ်ကဲ့မိမကပြောလေဟုတ်ကဲ့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 မိဘကပြောလေဟုတ်ကဲ့ရောက်ခမကပြောလေဟုတ်ကဲ့မိမကပြောလေဟုတ်ကဲ့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 မဆမ်းမြဲသွားတယ်ဟုတ်ကဲ့ ATV သွားတယ်ဟုတ်ကဲ့ကြည်ကြည်အောင်ရောက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီကောင်နေဘာကောင်နေမှမသိဘူးကွာဖိုက်စီရိုးလား